လေးလို့ခေါ်တော့အတွက်အားလုံးလည်းရှိပါပါတယ်။သုံးဝင်လာတော့ပါဗျာ။တဝါဦးစားရေးဒီရှိရတော့အောင်နော်တော့နေတော့မလားကိုမကြာရမယ်မကြိုက်ဟုတ်ပါနဲ့မဟောင်းဆို26ဦးအတူခေါ်ဦးစန်းအေးအသက်49နှစ်26ရက်5လ2026အင်္ဂါနေ့ညနေ3:03 မိနစ်နိုင်ချိန်တွင်ကွယ်လွန်သွားခဲ့ပါသည်တင်သည်ကျွန်ုပ်တို့ဒုက္ခရိပ်နာရေးကူညီမှုအသင်းတွင်အသင်းဤတာဝန်များကိုကောင်းမွန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်းကိုကျွန်ုပ်တို့ဘက်မှသိမှတ်ပြုပါသည်ယနေ့29ရက်5လ2026ရက်နေ့မှစ၍တင်သည်ကျွန်ုပ်တို့အသင်းနှင့်ညီတို့မှဆက်ဆိုင်မှုမရှိတော့ပါတင်သွားလို့ရသွားနိုင်သည်အမိတ်အရပေါ်ဒုက္ခရိပ်နာရေးကူညီမှုအသင်းငင်္ဂါစိတ်အခုလေအဝေးလို့ရောမသိတော့ကိုထက်ကြထက်ပြကောင်းတယ်ဟုတ်လားဘယ်ခါမလဲအနေရပါဒီလိုအားကိုရတယ်